မန္တလေးမြို့မှာအောက်တိုဘာလ6ရက်နေ့သတင်းကြိုလာပြည့်နေ့ညကမီးလောင်မှု2နေရာဖြစ်ပွားခဲ့ပြီးချမ်းမြေသာစီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တနာရီကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီးကြောင့်ဒဏ်ရာရသူ9ဦးဝန်းကျင်ရှိခဲ့ပါတယ်။ချမ်းမြေသာစီမြို့နယ်62-63ကြားနဲ့102-103ကြားကနေအိမ်တအိမ်ည8နာရီကျော်လောက်ကစတင်လောင်ကျွမ်းခဲ့ပြီးည9နာရီကျော်အထိမီးငြိမ်းသက်ခဲ့ရပါတယ်။မိသက်တဖွဲ့ကအဆင့်2 level 2သတ်မှတ်ခဲ့ပြီးမီးလောင်မှုအကြောင်းအရင်းကိုစီစစ်နေဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပြီးဒေသခံတွေကတော့မီးပုံးပြန်ပြတ်ကျပြီးမီးလောင်တာဖြစ်တယ်လို့ပြောကြပါတယ်။မီးလောင်ကျွမ်းမှုမှာမီးငြိမ်းသက်သူတွေအပါအဝင်ဒဏ်ရာရသူစုစုပေါင်း9ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်းတွေကပြောပေမဲ့အာဏာသိမ်းစစ်တပ်လက်အောက်ခံမိသက်တဖွဲ့ကတော့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ပြောပါတယ်။မီးပုံးပြန်တစ်ခုဆိုလာပြားပေါ်ကျနေတာကနေမီးဆလောင်ခဲ့တာဖြစ်ပြီးအဆိုပါနေအိမ်ပိုင်ရှင်တွေဟာခရီးသွားနေတဲ့အတွက်တအိမ်လုံးမီးလောင်ကျွမ်းခဲ့တဲ့အတွက်နေအိမ်အတွင်းရှိပစ္စည်းတွေအားလုံးဆုံးရှုံးခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်။